စစ်သူရေးစားရှိပေမဲ့သူသိစွာဖြတ်တန်းနေလို့တိတ်ခအရှိဆုံးမင်းသမီးတွေအဖြစ်ချီးကျူးခံနေရတဲ့အပြူကြီးမင်းသမီး၄ယောက်ပရိသတ်များအားလုံးမင်္ဂလာပါရှင်ဒီနေ့ခေတ်ကြီးမှာလူမှုကွန်ရက်ပေါ်မှာဖွင့်ကြည့်လိုက်ရင်စစ်သူရေးစားရတာနဲ့ကဘာတိအောင်ကြီးညာမောင်းခတ်ပြီးတော့ဟောရင်ရန်နေထိုင်တက်ကြတာကိုမကြာခဏတွေ့မြင်နေရပါတယ်ဒါပေမဲ့အနုပညာလောကမှာကိုယ့်ရဲ့အခြေရေးကိုတိကျစိတ်ထိန်သိမ်းပြီးတော့အနုပညာနဲ့တိတ်ခါကိုပဲဦးစားပေးနေကြတယ်။ဘိုင်းကောင်ကြောက်ဖိမင်းသမီးလေးတွေကလည်းရှိနေပါသေးတယ်။ဒီနေ့မှာတော့ရေးစားရှိရတောင်အနေထိုင်သူသိလွန်းလို့ပရိသတ်တွေကလေးစားချီးကျူးနေရတယ်။ဂုံတိတ်ခါအရှိဆုံးမင်းသမီးလေးယောက်အကြောင်းကိုပြပြပေးသွားမှာပါ။နံပါတ်၄ခင်ဝင်းပါပထမဆုံးပြောချင်တာကယောက်ျားလေးပရိသတ်တွေရဲ့အသေးဆွဲစစ်စစ်အကောင်ဆုံးမင်းသမီးလေးခင်ဝင်းပါအလားမေလောကကနေတရုတ်ဆောင်သက်ကိုကူးပြောင်းလာတဲ့သူမကရုပ်ရည်ရောခန္ဓာကိုယ်ဝပြည့်စုံလုံးတာကြောင့်သူမရဲ့အချစ်ကိုလူကျင်တဲ့သူတွေဒုနဲ့တီးပါပဲတခြားမင်းသမီးတချို့သာဆိုရင်ဒီလိုချင်းဒီမှာရေးစားထဲလဲတွဲပြီးတော့တရင်နေထွက်နေတော့ပါပြီဒါပေမဲ့ခင်ဝန်းဝါကတော့သူမရဲ့ဘဝမှာအချစ်ရဆုံးသူအဖြစ် internet course အဖွဲကအဆူရဟနီတာတယောက်တည်းကိုပဲရွေးချယ်ထားပါတယ်သူတို့ချစ်သူတက်တန်းကြာမြင့်နေပြီဖြစ်ပေမဲ့ပရိသတ်တွေမျက်စိနှောက်လောက်အောင်ရူပြတာမျိုးလူလုံးထွက်ပြတာမျိုးလုံးဝမလုပ်ပါဘူးခင်မကရေးစားရှိပေမဲ့မိခင်နဲ့အမဖြစ်သူတို့အားကိုးရတဲ့သမီးလိမ္မာလေးအဖြစ်ရက်တည်နေတာကတကယ်ကိုချီးကျူးစရာပါနံပါတ်3ဖွေတတိယတယောက်ကတော့အကယ်ဒမီဆုတွေများစွာပိုင်ဆိုင်ထားတဲ့ထိတ်တန်းမင်းသမီးဖွပါတရင်းနေရဖွရဲ့ချစ်သူကမတ်မြန်မာနဲ့တရားဝရီပန်ဥက္ကဋ္ဌဦးစောစောရဲ့တားဖြစ်တယ်လို့ရေပန်းစားနေတာပါပုံမှန်အပြည့်ဒီလောက်ချမ်းသာကြွယ်ဝရဲ့အတိုင်းဝိုင်းနဲ့ပတ်သက်ခွင့်ရရင်မန္တတိုင်တက်ပြခြင်းကြမှာပါဒါပေမဲ့ဖွကတော့လုံးဝမကြွားဝပါဘူးဒီမဟာစစ်သူရှိပေမဲ့ဘဝကိုပေါ်ပါလို့လက်စွာနဲ့ဖြတ်တန်းနေအလုပ်ကိုပဲစောက်ချလုပ်ကိုင်းတယ်လို့ brighter အလူတန်းနေမှာလည်းပျော်မွေ့နေတတ်ပါတယ်ငွေကြေးကုန်ထက်အနုပညာကုန်ကိုပဲတန်ဖိုးထားတဲ့သူမရဲ့စိတ်ဓာတ်ကလေးစားစရာကောင်းပါတယ်။နံပါတ်2ရွှေသမီးဒုတိယနေရာမှာတော့စိတ်ထားဖြူစင်တဲ့မန္တလေးသူလေးရွှေသမီးပါဝင်ပါတယ်။သူမကအနေထိုင်အေးဆေးတည်ငြိမ်ပြီးတော့ဟော့ရင်ရမရှိပါဘူး။ဆိုပြီးတဲ့စဉ်မင်္ဂလာဆောင်တော့ကသူတို့သမီးရဲ့ခါဝင်ကိုမနိုင်မနှင်းလိုက်တဲ့ပြီးခဲ့တဲ့ပုံရိပ်ကိုကြည့်ရဲ့သူမရဲ့စိတ်ထားဘလောက်ကောင်းလေးဆိုတာသိတာပါတယ်။ရွှေသမီးကလည်းထိတ်တန်းစီးပွားရေးလုပ်ငန်းရှင်တတိတဦးနဲ့ကြိုက်နေတယ်လို့သတင်းထွက်နေပေမဲ့ဘယ်တော့မှကြွားလုံးထုတ်တာမတွေ့ရပါဘူးကိုယ့်ရဲ့ချစ်သူကဘလောက်ချမ်းသာတယ်ဆိုတာထက်ကိုဘလောက်ယဉ်ကျေးသိမ်မွေ့တယ်ဆိုတာကိုသက်သေပြနေရဲ့မင်းသမီးလေးပါနံပါတ်1ရတနာဘူနောက်ဆုံးနံပါတ်1ကတော့ရတနာဘူပါသူမကလည်းရွှေသမီးလိုပဲမန္တလေးသူဖြစ်ပြီးအနေထိုင်တင်းငိမ့်အေးဆေးပါတယ်လက်ရှိမှာတသစ္စမင်းသားရှိန်တစ်ထူးနဲ့ချစ်ကြိုက်နေပေမဲ့ပရိသတ်တွေမျက်စိနှက်အောင်ပုံနေတဲ့ဒရာမာခင်းတာမျိုးတွေလုံးဝမရှိပါဘူးအနုပညာလောကရဲ့ကချစ်သူချင်းဖြစ်ပေမဲ့မြန်မာမိန်းကလေးပြီးသားစွာထိန်ထိန်သိမ့်သိမ့်နဲ့နေထိုင်တာကြောင့်လူကြီးလူကောင်ဆန်တယ်လို့ချီးကျူးခံရတဲ့သူဖြစ်ပါတယ်ဒီမင်းသမီးလေးယောက်ရဲ့တူညီတဲ့အချက်ကဂုံသိက္ခာကိုတန်ဖိုးထားကသူသိစွာနဲ့နေထိုင်တတ်ခြင်းမှာပဲရည်စားရှိတာအပြစ်မဟုတ်ပေမဲ့အချိန်မတန်ခင်မှာအလွန်ကြော်ပြတာမျိုးမလုပ်ပေကိုယ့်ရဲ့သိက္ခာကိုထိန်သိမ့်နေထိုင်တာကမျိုးဆက်သစ်တွေအတွက်အတူယူစရာကောင်းပါတယ်ကဲပရိသတ်ကြီးရည်စားရှိပေမဲ့နေထိုင်သူသိပြီးတော့ဘိုင်းကောင်းကြောက်ဖိနိုင်လွန်နဲ့ဒီမင်းသမီးလေးယောက်ထင်မှာဘသူကိုအချစ်ဆုံးနဲ့အားပေးဆုံးလဲပရိသတ်ကြီးတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးခဲ့ပါဦးနော်ကြည့်ရှုပေးရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်